Vikiro ခုမြင်နေရတာ afternoon tea set လားဒါမှမဟုတ်ရင် at exhibition တစ်ခုလားဘန်ကောက်ကအလှဆုံး afternoon tea set ကိုဗကင်းနဲ့တူတူ experience လုပ်ကြည့်အောင်နော်Hello live season ပါ Vicky ကကြိုဆိုပါရစေဒီနေ့ကတော့ Vicky ကဘန်ကောက်ရဲ့ luxury hotel တွေကတစ်ခုဖြစ်တဲ့ World of Astoria ဘန်ကောက်ကိုရောက်နေပါတယ်ဒီမှာရှိတဲ့ Peacock Alley က afternoon tea ကြိုက်တဲ့သူတွေထဲမှာအရန်နာမည်ကြီးတဲ့နေရာတစ်ခုပေါ့နော်အဲဒီတော့ Vicky တငယ်ချင်းနဲ့တဲ့ရင်နဲ့ Vicky မြို့သားနဲ့ Vicky တို့မိတ်ဆွေတို့နဲ့တူတူ afternoon tea set လာစားပါတယ်Vicky တို့လာတဲ့ချိန်မှာ Thai artist နဲ့ collaboration လုပ်ထားတဲ့ limited edition afternoon tea set လေးကိုရီးခွင့်ရခဲ့ပါတယ်ပထမဆုံးအနေနဲ့ Peacock Alley တွေကိုဝင်လိုက်တာနဲ့အေးစစ်စစ်နဲ့ elegant ဖြစ်တဲ့ atmosphere ကို Vicky တို့ရတယ်ပေါ့နော်မြင်မာတဲ့မျက်နှာချက်တွေလင်းရောင်ကောင်းကောင်းဝင်တဲ့မှန်ပရင်းပေါက်တွေနဲ့ Bangkok skyline view ကိုကြည့်ပြီးတော့ afternoon tea တောက်ရတာတော့အရန်ကိုမိုက်ပါတယ်ခဏလေးဆောင်ပြီးရနဲ့တီဆက်ကို Vicky တို့စပြီးတော့ချရတယ်ပေါ့နော် Vicky တို့ကတော့ limited edition Thai artist နဲ့ collaborate လုပ်ထားတဲ့တီဆက်ကိုဆက်လိုက်ယူလိုက်တာဆိုတော့တစ်ခုပြီးတစ်ခုလာပြီးတော့ချရတယ်ပထမဆုံးမြင်လိုက်တာနဲ့အစားတောက်တပွဲတက်သူက at exhibition တစ်ခုကိုခင်းကျင်းပြထားတာသလိုခံစားရတယ်ပေါ့နော် presentation တစ်ခုချင်းစီ detail ကိုဂရုတစိုက်နဲ့ရှင်းပြပြီးတော့ Vicky တို့အစားအသောက်တစ်ခုချင်းစီကအရသာစုံပြီးတော့အယောင်အသွေးစုံလင်လင်နဲ့ artist ရဲ့ inspiration ကိုထည့်သွင်းပြီးတော့သူတို့လုပ်ထားတယ်အရသာ sweet တင်ကပဲနဲ့ savory menu တွေလည်းပါတယ် balance ဖြစ်ပြီးတော့ afternoon tea တစ်ဆက်လုံးကပို့ပြီးတော့ပြည့်စုံသွားတယ်ပေါ့နော် tea နဲ့တွဲစားတဲ့ခါမှာလည်းအရသာတစ်မျိုးပဲဒါပေမဲ့ Vicky တို့မြန်မာပါဇက်နဲ့ဆိုရင်တော့အချိုတော်တော်ခဲပါတယ် macaroni mousse တွေနဲ့ chocolate decoration တွေကတော့ကြည့်ပြီးမစားရနိုင်လောက်အရန်လှပါတယ်artist နဲ့ collaboration လုပ်ထားတဲ့ set menu limited edition ဖြစ်တာနဲ့အတူတူသူတို့က special event လေးတွေလုပ်ပေးတယ်။ Vicky တို့သွားတဲ့အချိန်မှာဒီ special event လေးကဒီ coin လေးထည့်ပြီးတော့ Vicky တို့ကြားတဲ့ကဏ္ဍအလိုက်ပေါ့နော်။ဒီ cotton candy လေးကို white လုပ်ပြီးတော့သူတို့ decoration လှလေးနဲ့လှတပတလေး Vicky တို့စပွဲဝိုင်းထီကိုလာပြီးတော့ပြင်ပေးပါတယ်။ခြုံပြောရရင်တော့ Vicky တို့ဒီ afternoon tea ကဒီအစားအသောက်တစ်ခုလည်းမဟုတ်ဘဲနဲ့ artist ရဲ့ at exhibition နဲ့ dining experience ကိုပေါင်းစပ်ထားတဲ့ experience တစ်ခုအဖြစ်ခံစားရတယ်ပေါ့နော် Vicky ကတော့ Peacock Alley ရဲ့ July မှာလုပ်တဲ့ limited edition afternoon tea set experience လေးကိုခံစားခဲ့ရတာပါ Vicky တငယ်ချင်းနဲ့လည်းအချိန်နေဖြုံးပြီးတော့ပျော်ခဲ့ရတယ်။မတ်တရားတပုံတွေလည်းရိုက်ခဲ့ပြီးတော့ဒီ afternoon tea set experience လေးကိုအရန်သဘောကျပါတယ်။ Vicky ဗီဒီယိုလေးကိုကြည့်ပြီးတော့သဘောကျတယ်ဆိုရင် like and subscribe လုပ်ပေးဖို့မမေ့နဲ့နော်။နောက် blog တွေမှာလည်းပြန်တွေ့ကြမယ်။ဒီ blog လေးရဲ့အဆုံးမှာ Vicky Peacock Alley မှာဘယ်လို booking လုပ်လို့ရလဲဆိုတာပြောပြပေးမယ်။ Google မှာဖြစ်ဖြစ် browser မှာဖြစ်ဖြစ် Vicky တို့ World of Astoria လို့ရိုက်ရှာလိုက်လို့ရှိရင် dining experience မှာ Vicky တို့ Peacock Alley ကိုရှာပြီးတော့ဒီ afternoon tea set menu လေးတွေကိုလည်းမသွားခင်ကြိုပြီးတော့ကြည့်လို့ရတယ်။တစ်ခါနဲ့တစ်ခါ menu ပြောင်းလဲရှိတာကြောင့်တစ်ခေါက်နဲ့တစ်ခေါက်တော့မတူညီနိုင်ပါဘူးเนาะ။အလာကတ် menu ကနေပြီးတော့တစ်ခုပြီးတစ်ခုကိုစားနိုင်တဲ့လောက်ပဲရွေးချယ်ပြီးတော့မှာယူစားတောက်လို့ရတော့ Vicky ကတော့အားလုံးကို afternoon tea set အတွက်ဆိုရင် World of Astoria Peacock Alley ကို Vicky recommend လုပ်ပါတယ်။ Vicky ကိုယ်တိုင်လည်းသွားရတာအရန်ကိုကောင်းမွန်တဲ့ experience ရခဲ့ပါတယ်။အခုလိုမျိုးလှပတဲ့ afternoon tea set လေးတွေနဲ့ချစ်တဲ့သူတွေနဲ့အတူတူအချိန်ဖြုံးဖို့မမေ့နဲ့နော်။ Make reservation မှာကိုသွားမယ့်ရက်ချိန်နဲ့သွားမဲ့လူအရေအတွက်ကိုထည့်လိုက်တယ်ဆိုလို့ရှိရင်တော့ Vicky တို့ဒီမှာ World of Astoria ရဲ့ Peacock Alley မှာသူတို့ available ဖြစ်သေးတဲ့အချိန်လေးတွေကိုပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒီမှာကိုအဆင်ပြေဆုံးအချိန်ကိုရွေးပြီးတော့
ပတ်စံကြိုချေစရာမလိုဘဲနဲ့ပိုခင်တင်ထားလို့ရပါတယ်ကိုယ့်ရဲ့ဒီဒီအချက်လက်လေးကိုတော့မှန်မှန်ကန်ကန်ဖြည့်ပေးဖို့လိုတာပေါ့နော်အားလုံးပဲအဆုံးထိကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်bye bye